hello ပါလာလာဆင်ပြေတဲ့အဲ့လေးတစ်လုံးချုပ်ပြမယ်နော်ဆိုတော့ဒီ make up ထဲတဲ့ခါကျ make up ပေါက်ဖြစ်ပြီးတော့ပတ်စံထဲတဲ့ခါကျရင်ပတ်စံအိတ်ဖြစ်တဲ့အဲ့လေးတစ်လုံးပါရှင်ကဲချုပ်နေလေးကြည့်လိုက်ရအောင်နော်ဆိုတော့အဲ့ရဲ့အတိုင်းထွာလေးကိုအရင်ကြည့်မယ်နော်မမျိုးတို့ဒီအဲ့ရဲ့ဒီအကျယ်ကို12လက်မယူတာပြီးတော့အဲ့ရဲ့အမြင့်ကိုမမျိုးက14လက်မယူရတယ်အဲ့ရဲ့ကိုထဲအရှိကိုတစ်ဆက်တည်းယူထားတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့14လက်မအမြင့်ကိုတစ်ခါတည်းယူထားပါတယ်နော်ဒီမှာတော့လိုင်းနာကိုတစ်ခါတည်းညှက်ပြထားတယ်ထောက်ဆန်တိုင်း12လက်မ14လက်မလိုင်းနာကိုအလှပိတ်ပေါ်မှာမိဘူးကတ်မယ်မိဘူးကတ်ပြီးလို့ရှိရင်ဖော့ညှက်ပါမယ်ဖော့ဒီမူလာအတိုင်းတာထက်ကိုအနှဲငယ်ပတ်လေပို့ထားပေးရပါမယ်နော်အသွေးနာကြတော့မျိုးတို့ခုနကမူလာအတိုင်းပြန်ယူပါမယ်ဆိုတော့မျိုးတို့ဒီအလှပိတ်နဲ့ဖော့ကိုလှလိုင်းလေးဖော်ပါမယ်နော်လှလိုင်းဖော်တဲ့အခါကျမိမိနှစ်သက်ရာအစင်ပြေတယ်လို့မျိုးလှတယ်လို့မျိုးမိမိပိတ်စာနဲ့လိုက်ဖက်အောင်ပုံဖော်လို့ရပါတယ်ရှင်။ကတော့တွတ်လိန်လေးကြိုက်လို့တွတ်လိန်လေးပုံဖော်လိုက်ပါတယ်ရှင်။တွတ်လိန်လေးပုံဖော်ပြီးတဲ့တကားလာမှာမမျိုးတို့ဒီဘေးပပတ်လေးကိုတခါပြန်ပြီးတော့ချုပ်ဖိပါမယ်နော်ပတ်လေချုပ်ဖိပြီးတကားလာမှာပို့နေတဲ့ဖော့လေးတွေကိုညှက်ထုတ်ပါမယ်လက်ပို့နေတာလေးညှက်ထုတ်ပြီးလို့ရှိရင်မမျိုးတို့ကြိုးအရင်ချုပ်ပါမယ်နော်ကြိုးဒီအကျယ်2လက်မအရှိ14လက်မကိုမမျိုးဒါဟိုဘက်ဒီဘက်ပဲခောက်ပြီးတော့ပဲဒီရိုးတတားလေးပဲချုပ်လိုက်တယ်ကွာရိုးတတားလေးပဲသူချုပ်လိုက်တယ်လိုင်းနာလည်းမတောင်းတော့နော်သူပိတ်စဒီပဲလီဘူးပိတ်စတောင်းတာဖြစ်တဲ့အတွက်ကြောင့်မမျိုးတို့ဒီလေးခောက်ပြီးချုပ်လိုက်လို့ရှိရင်လည်းကြိုးအနေနဲ့တောင်းရတာလည်းအဆင်ပြေတယ်သူမာရအောင်ဆိုပြီးလို့ရှိရင်မမျိုးကသူ့ကိုဒီ6ကြောင်လေးတော့နည်းနည်းလေးပို့ချုပ်လိုက်တော့ဗောနော်ဒီတပြားတဲ့ကိုပဲ6ကြောင်5ကြောင်ပေးလိုက်တော့ရှင်စစ်တက်ဖို့ပြင်ဆင်မယ်နော်စစ်ကိုမမျိုးတို့2ချမ်းခွဲချလိုက်တယ်ပြီးလို့ဟိုဘက်ဒီဘက်ထက်တစ်ဘက်စီမှာမမျိုးတို့မျိုးချုပ်လိုက်ပါတယ်နော်ပြီးလို့ရှိရင်မမျိုးတို့ခုနကညှက်ထားတဲ့အသွင်းစားလေးကိုအလှချင်းထပ်ပြီးတော့တစ်ခါထပ်ပြီးတော့ချုပ်လိုက်တယ်ခုနလိုမျိုးပါတေချာကြည့်နော်တေချာကြည့်မြန်နာလို့နော်ပြီးလို့ရှိရင်မမျိုးတို့မှာအလှတစ်ကြောင်ထပ်ပြီးတော့ချုပ်ဖိလိုက်တယ်အမလေးမောလိုက်အခုလိုလေးတတရချုပ်ပြီးလို့ရှိရင်မမျိုးတို့ဘာလုပ်ရမလဲဆိုစစ်ကောင်တက်ပါမယ်စစ်ကောင်တက်ဖို့အတွက်မမျိုးတို့အရင်ဆုံးပါလုပ်ရမှာလဲဆိုမမျိုးတို့စစ်ကိုအရင်ညှိရမယ်နော်စစ်ကိုညီညာထက်ကိုညီအောင်ထားပြီးမှမမျိုးတို့စစ်ကောင်ကိုတက်လို့ရမယ်နော်အရင်ဆုံးမမျိုးတို့စစ်ကောင်ကိုအရင်စစ်ထိတ်ကိုအရင်အမတ်တေချာလေးကြည့်မယ်နော်မမျိုးတို့အဲ့လိုမျိုးညီအောင်ထားမယ်ညီအောင်ထားပြီးလို့ရှိရင်စစ်ကိုမမျိုးတို့ဒီဘယ်ဘက်ချမ်းကိုအရင်ထည့်တယ်နော်ဘယ်ဘက်ချမ်းကိုထည့်ပြီးမှညာဘက်ချမ်းကိုအရင်ထည့်တယ်သူ့ကိုညီအောင်ထားပြီးလို့ရှိရင်မျိုးအဲ့လိုမျိုးအတားလေးဖိလိုက်တယ်ဖိပြီးလို့ရှိရင်မျိုးတို့ sweetness ဆိုတာဆွဲချလိုက်တယ်ဆွဲချလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲတို့စစ်ဒီခေါင်းနဲ့ကိုယ်ထဲနဲ့မကိုက်တဲ့အတွက်ကြောင့်မို့ဆို quick connect ပြေးသွားပါတယ်ဒါကြောင့်မျိုးစစ်ကောင်ကိုအတစ်လဲပြီးတော့ခုပြန်တက်ပြထားပါတယ်ရှင်ဒီအဲ့မှာတော့မျိုးစစ်ကောင်တစ်ခုထည့်ထားတယ်နော်စစ်ကောင်တက်ပြီးလို့ရှိရင်မမျိုးတို့ကိုမလှဘက်ကိုသူ့ကိုလှန်ပါမယ်နော်မလာဘက်ကိုလှန်ပြီးတဲ့ခါကျသူ့အဲ့လိုမျိုးတက်ရက်လေးဖြစ်အောင်ထားမယ်ပြီးလို့ရှိရင်စစ်ထိတ်နဲ့ဒီအောက်ခြေကိုမျိုးတို့ညီနေအောင်ထားမယ်နော်မမျိုးပုံမှာပြထားတဲ့ဒါညီနေအောင်ထားမယ်ပြီးလို့ရှိရင်အောက်ခြေကိုမျိုးကတ်ကြီးလေးနဲ့အလဲမှအတာလေးမှတ်လိုက်မယ်နော်အလဲမှတ်ကိုအတာလေးမှတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာမျိုးတို့ဒီစစ်နဲ့ဒီအလဲမှတ်ကိုညီနေအောင်ထပ်ပြီးတော့မျိုးတို့အမဆက်နဲ့တကြောင်ချုပ်ပါမယ်ရှင်လက်မဝက်ခါချုပ်ပိတ်ပါမယ်နော်တစ်ဖက်စလုံးချုပ်ပိတ်ပြီးလို့ရှိရင်မမျိုးတို့တောက်ထည့်မယ်နော်တောက်ဒီမမျိုးတို့ဒီနေရာမှာကျတော့မမျိုးတို့အဖျောက်ကိုမထည့်ဘူးမမျိုးဆောင်းလေးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာလေးလိုက်ကြည့်ပြီနော်ဒီနေရာမှာတော့မမျိုးတို့ခဲရလေးနည်းနည်းမှတ်ထားပြီးမယ်နော်လေးဖက်စလုံးမှတ်ပါမယ်ရှင်လေးဖက်စလုံးမှတ်ပြီးလို့ရှင်ကော်ဖီလေးတောက်ပါအောင်ရှင်မုတ်လေးစားလိုက်ပါအောင်ရှင်မော်လိုက်တာဘေးလေးပိတ်ဖို့အတွက်ကိုအစီစားလေးနည်းနည်းညှပ်ပါမယ်နော် ready made ကိုစားရှိတဲ့လူကြီးကြတော့ကိုဟာနဲ့ကိုကြပေါ့ကွယ်နော်ပြီးလို့ရှင်မမျိုးတို့ဒီဘေးမှာကော့လိုက်ပါမယ်နော်ကော့တဲ့ခါကျမမျိုးတို့အပြည့်မကော့ပါဘူးနော်ဒီအလဲလောက်လေးကိုပဲကော့ပါမယ်ရှင်တေချာလေးကြည့်မယ်နော်ကိုပြီးလို့ရှင်မမျိုးတို့တောက်ထည့်မယ်နော်တောက်ထည့်တဲ့ခါကျတောက်ကိုထဲပုံထဲနီးလေးကိုလည်းတေးချာလေးကြည့်ပေးပါနော်မမျိုးတို့ခဲရလေးပြီးတဲ့နေရာရှိတယ်အဲ့ဒါကိုမမျိုးတို့ဒီနေရာကနေပြီးတော့တောက်ချိုလေးပုံစံဖြစ်အောင်ဒါလက်လေးထိုးပြီးတော့မမျိုးတို့တောက်ချိုလေးပုံစံဖြစ်အောင်ချိုးလိုက်တယ်နော်ဆိုတော့တတိကံပုံလေးထွက်လာလိမ့်မယ်နော်ဆိုတော့မမျိုးတို့ခုနမှတ်လိုက်တဲ့နေရာနဲ့အဲ့ဒီခုအလဲမှတ်နေရပါတော့တဲ့မတဲ့ဒါမမျိုးကပင်အလေးနဲ့ပြန်ပြီးတော့ထိုးပြထားတာပင်အနဲ့တစ်ထပ်တည်းကြာလို့ရှိရင်ဒါမမျိုးတို့တောက်ချိုးတာဒီမှန်တယ်လို့ခေါ်တယ်နော်ဆိုတော့မမျိုးတို့တောက်ဖြတ်ထဲပုံလေးထည့်ပြီးမယ်မမျိုးဒီမှာစပိတ်စအဖြူလေးနဲ့ပြန်ပြီးတော့ဆွဲပြထားတာနော်ဘာလို့ပိတ်စနဲ့ကြတော့ကာလာနဲ့ဖြစ်တဲ့ခါကျမမြင်ပါဆိုလို့နော်ဆိုတော့မမျိုးတို့ဒီမှာဒီတရိကံပုံလေးကိုအရင်ကြည့်ပါမယ်ရှင်အခုပုံတွေကလူမျိုးတရိကံပုံလေးပါတရိကံပုံလေးကိုကြည့်ပြီးတကာလာမှာတောက်ဒီမမျိုးတို့ထည့်တဲ့ခါကျရင်ဒါအလဲမြင်းလေးပြန်ဆွဲပြတာနော်ဆိုတော့မမျိုးတို့ဒီတောက်ကိုတောက်လဲမထည့်မယ်ဆိုလို့ရှိရင်မမျိုးတို့တောင်းလက်မကိုဟိုဘက်တလက်မခွဲဒီဘက်တက်လက်မခွဲကိုညီညာအောင်တာပြီးမှတောက်ကိုမြင်းဖြောင်းဆွဲပါတယ်နော်ဆိုတော့တောက်ဆွဲတဲ့ခါကျမမျိုးတို့ဒီဒါအရင်သင်္ကန်းစာမှာလဲတောက်ထက်နေတွေတော်တော်များဒါတင်နာပြီးဖြစ်တယ်နော်ဆိုတော့မမျိုးတို့ဒီနေရာကိုအဖျောက်အောင်မတောင်းဘူးအဆောင်ကိုတောင်းမှဖြစ်တဲ့အတွက်ကြောင့်မဒီနေရာမှာမမျိုးတောက်ဆွဲတဲ့ပုံစံလေးကိုတေချာလေးကြည့်ပြီနော်ဆိုတော့မမျိုးဒီနေရာမှာအဲ့ရက်တောင်းအမြင့်ကိုမမျိုးတောင်းလက်မခွဲယူထားတယ်တောင်းလက်မခွဲယူထားတဲ့အပေါ်ပိုင်းကိုမမျိုးနှစ်လက်မယူပြီးတော့အောက်ခြေကိုမမျိုးဒီတလက်မခွဲပဲယူမှာဖြစ်တဲ့အတွက်ကြောင့်မဒီနေရာမှာတေချာလေးပြန်ပြထားပြီးတယ်နော်ဆိုတော့အဲ့မှာအဆောင်ပုံလေးကိုတေချာလေးကြည့်ပြပါရှင်ဒီအဲ့တွေကလေးမမျိုးတို့တောက်ထဲတဲ့ပုံမှာမူတည်ပြီးတော့ပုံထွက်တွေကကွာဟာချက်ရှိတယ်နော်တောင်းမိမိထည့်လို့ရှင်အဲ့ပုံစံတစ်မျိုးထွက်တယ်လို့တောင်းနေလေးထည့်လို့ရှင်လေအဲ့ပုံစံလေးတွေကတစ်မျိုးထွက်တယ်နော်ဆိုတော့တောက်လေးတေချာထည့်မယ်မ
မမျိုးတာပိတ်စမှာပြန်ပြီးတော့ဒါဆွဲပြတာเนาะအဖျောက်လေးလည်းဆွဲပြတာတယ်ပြီးလို့ရှိရင်စောင်းတဲ့ပုံတိုင်းလေးလည်းဆွဲပြတာเนาะမမျိုးတို့ဒါပြီးလို့ရှိရင်ညှက်ထုတ်လိုက်လည်းရတယ်တခါတည်းချုပ်လိုက်လည်းရတယ်เนาะဒါမမျိုးကဒါတခါတည်းချုပ်တဲ့ပုံလေးလည်းပြထားပြီးတယ်ပြီးလို့ရှိရင်တောက်ကိုဆွဲပြီးမှပိတ်စကိုကလစ်တွေနဲ့ထိပြီးတော့ညှက်ထုတ်တာလေးကိုလည်းပြထားပြီးတယ်เนาะဒီနေရာမှာကြိုးတက်မဲ့လူတွေကြတော့ညှက်ပြီးမှတောက်ကိုချုပ်တာပို့ပြီးတော့အဆင်ပြေတယ်เนาะဒါကမမျိုးဒါပုံစံ2မျိုးလုံးကိုပြတထားပြီးတာဖြစ်ပါတယ်เนาะဒါလေးတော့တေချာကြည့်ပေးပါเนาะဒီအိတ်ကလေးမမျိုးတို့ size အစုံပုံစံအစုံတောက်အမြင့်အစုံပေါ့เนาะကိုနည်းနည်းတော့ဆန်ချုပ်ကြည့်ပေါ့เนาะဆိုတော့သူချစ်စရာကောင်းတဲ့အိတ် size လေးအများကြီးရလာလိမ့်မယ်เนาะဆိုတော့ကြိုးထည့်တဲ့ခါကျရင်လည်းကြိုးကိုမလိမ်ဖို့အတွက်လည်းနည်းနည်းလေးခယူစိုက်ပြီးတော့ထည့်ပေးပါเนาะဒီအိတ်ချုပ်တဲ့ခါကျမမျိုးတို့ကလစ်လေးတော့နည်းနည်းတော့တောင်းရမယ်เนาะဘာလို့ဆိုညိမ်ဖို့အတွက်လေเนาะသူညိမ်မှမမျိုးတို့ဒီမှာချုပ်ရတာပို့ပြီးတော့အဆင်ပြေတယ်เนาะဒါလေးဒီနေရာမှာလေးထည့်တဲ့ခါကျရင်လေဘယ်လိုမျိုးဖြစ်တတ်လဲဘယ်လိုမျိုးအမှားတွေမှားတတ်လဲဆိုတော့ကြိုးလေးတွေလေလိမ်သွားတာမျိုးတို့ဘာလို့ဖြစ်တတ်တာเนาะအဲ့ဒါလေးတော့သတိထားပြီးပါမတိချာလေးထည့်ပြီးပါเนาะကဲကြိုးလေးပါထည့်ပြီးလို့ရှိရင်ဘေးနှစ်ဖက်စလုံးကိုချုပ်ပိတ်ပါမယ်လေးဖက်ပေါ့နော်လေးဖက်လုံးချုပ်ပိတ်ပြီးလို့ရှိရင်မမျိုးအလှဘက်ကိုတစ်ခါပြန်ကြည့်မယ်နော်အလှဘက်ကိုတစ်ခါပြန်ကြည့်လို့တေချာတယ်ကိုထဲလာတဲ့တောက်တွေကပုံကြတယ်လှပတယ်ဆိုလို့ရှိရင်မမျိုးတို့ခုနကချုပ်လိုက်တဲ့တောက်မှာကိုစလေးပြန်ပြီးတော့လုံးပေးရပါမယ်နော်အဲ့ဒါဆိုလို့ရှိရင်မမျိုးတို့ဒီအိတ်ချုပ်နေတာပြီးဆုံးသွားပါပြီဗီဒီယိုကလေမိနစ်တအားရှိမှဆိုလို့လေမမျိုးကအမြန်နှုံနဲ့လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မရှင်းတာရှိလို့ရှိရင်လည်းချက်ပေါက်မှလာပြီးတော့မီလို့ရပါတယ်ရှင်ဒီအိတ်မှာတောင်းထားတဲ့ဖော့အမျိုးစားမမျိုးလက်ချုပ်အိတ်ဖော့အမျိုးစားတုံးပြထားပါတယ်နော်လိုင်းနာကြတော့မမျိုးမထူမပါလေးကိုပဲတုံးပြထားပါတယ်တအားကြီးထူထူကြီးမဟုတ်ပါဘူးနော် 1kg စစ်ကိုတောင်းထားတာဒါကြောင့်မို့စစ်တီအရန် good နေပါတယ်ရှင် thank you ပါ